အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမများအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတော့14ရက်နေ့တနင်္လာနေ့အတွက်ဖြစ်ပါတယ်နေ့ကုန်တင်ပေးမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကိုမများတော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနဲ့အသေးလေးပေး copy link ယူပြီးတော့များများလေး share သွားပေးပါခင်ဗျာဒီအကောက်ကလေးကအသစ်ကလေးဖြစ်ပါတယ် YouTube channel ကကိုမများအားလုံးကလည်း subscribe လေးတွေနှိပ်သွားပေးဖို့မမေ့ပါနဲ့ကျွန်တော်နေ့စဉ်နဲ့များဒီအကောက်လေးကနေကျွန်တော်ပုံမှန်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းရတယ်ကျွန်တော် break တင်ထားပေးတယ်เนาะပြီးခဲ့တဲ့ကျွန်တော်တောက်ကြနေတွေကကျွန်တော်ဒီအပတ်အတွက်ကိုကျွန်တော် break ကြိုပြီးတင်ပေးထားပါတယ် break မသိလိုက်တဲ့ကောင်မများအားလုံးအတွက်ကိုလည်းကျွန်တော်ဒီ video ဒီအကောင့်လေးကနေကျွန်တော် break တစ်ခါလေးပြောပြီးတော့ပါမယ်မနေ့ပြန်နေကုန်အတွက်ကိုလည်းကျွန်တော်ကောင်မများအားလုံးကိုအကောင်းဆုံးဝမ်းချင်းလေးပြီးတော့မှာဖြစ်ပါတယ်အဖွဲ့ဝင်ထားတဲ့ကောင်မများအောင်လဲမနေ့ပြန်စပြီးတော့ကျွန်တော်ကဏ္ဍစပို့ပေးပါပြီเนาะမနေ့ပြန်စပြီးကျွန်တော်နေ့တိုက်ကဏ္ဍစပို့ပေးပါပြီကျွန်တော်ပေးထားတဲ့ဇာရိုးပတ်တီးကိုလည်းထီထီမိမိကစားပါအခွေလေးလည်းလိုက်ပါเนาะအခွေကလေးလုံးအခွေလေးဖြစ်ပါတယ်ဒါကတော့အဖွဲ့ဝင်သမားတွေအားလုံးအတွက်ဖြစ်ပါတယ်เนาะနေ့တိုက်သမားတွေအတွက်ကတော့ကျွန်တော်ဒီမှာပဲကျွန်တော်ဝမ်းချင်းလေးပြောပြမယ်เนาะဝမ်းချင်းလေးကျွန်တော်ဒီမှာတစ်ခါလေးပြောပြမယ်ကျွန်တော်ကောင်မများအားလုံးเนาะမိမိကြိုင်းနေတဲ့ရာနဲ့ကပ်ပြီးတော့ကစားနိုင်ပါတယ်ဗီဒီယိုဖိုင်လေးကတအားဘန်းတာများတဲ့အတွက်ကျွန်တော်စကားပြောတာမနေ့ထိတ်ပြီးတော့ပြောနေရတယ်เนาะအားလုံးကျွန်တော်အရင်အကောက်ကြီးကကြတော့ကျွန်တော်ကအလုံးလိုက်ချွတ်သွားတယ်ဘာမှလုပ်လို့မရတော့ဘူးเนาะအဲ့အကောက်မှာဒါပေမဲ့အတုထွက်နေတယ်เนาะကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်တငယ်ချင်းနေလားနဲ့ကျွန်တော်နဲ့တွဲပြီးတင်ထားတဲ့ပုံနဲ့အကောက်အတုထွက်နေပါတယ်ကျွန်တော်မသုံးတော့ပါဘူးเนาะအဲ့ဒီအကောက်ကျွန်တော်ရှိမှလည်းမရှိတော့ပါဘူးเนาะအမျိုးတွေအားလုံးမနေ့ပြန်ကျွန်တော်တို့က24ရက်တနင်္လာနေ့နေကုန်မှာဆိုရင်လုံးပိုင်နေနဲ့ပြောပါဆိုရင်ကျွန်တော်9ပိုင်2ပိုင်ပါ9ပိုင်2ပိုင်ပါအကောင်မများအားလုံးမိမိကြိုင်းနေတဲ့ရာနဲ့ကတ်ထိုးပါ9ပိုင်2ပိုင်ဖြစ်ပါတယ်မနေ့ပြန်ကျွန်တော်အကောင်မများအားလုံးပဲ24ရက်နေ့နေကုန်မှာဆိုရင်တနင်္လာနေ့အဖွင့်မှာ2ခု4ခုကနေတိုင်းနေကုန်ညှိပါတယ်เนาะအဲ့ဒါလေးတဲ့အကောင်မများအားလုံးတတိထားပြီးတော့ဆော့ပါเนาะ2ခု4ခုနေကုန်ညှိပါတယ်အကောင်မများအားလုံးကျွန်တော်ရဲ့အကောင်းဆုံးဝမ်းချင်းကတော့9နှစ်ဝမ်းချင်းဖြစ်ပါတယ်မနေ့ပြန်ကျွန်တော်တို့ကတနင်္လာနေ့နေကုန်ဖြစ်ပါတယ်ခင်ဗျာမိမိကြိုက်နေတဲ့ရာနဲ့ကတ်ထိုးပါဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနဲ့အသေးလေးပြီး copy link ယူသွားပါเนาะတပတ်လုံးမပြောက်ဗရိတ်လိုက်တဲ့ကောင်မများအားလုံးပဲမပြောက်ဗရိတ်က6ဗရိတ်ပါခင်ဗျာကျွန်တော်6ဗရိတ်နဲ့မွေးကနန်းထုတ်ထားပေးပါတယ်51နဲ့89ဖြစ်ပါတယ်အကောင်မများလုံးလည်းမိမိကြိုက်နေတဲ့ရာနဲ့ကတ်ထိုးပါကျွန်တော်ကိုရီမရဲ့အားလုံးပဲကံကောင်းကြပါစေစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းလည်းပြည့်စုံကြပါစေမင်္ဂလာရှိသောနေ့လေးလည်းပိုင်ဆိုင်နိုင်ကြပါစေအသက်ရှူတိုင်းလည်းငွေတွေဝင်ကြပါစေเนาะအကူမများအားလုံးကံကောင်းကြပါစေမိမိကြိုက်နေတဲ့ရာလေးနဲ့ကျွန်တော်တင်ပေးထားတဲ့ကဏ္ဍလေးကိုကစားနိုင်ပါတယ်ခင်ဗျာအားလုံးကံကောင်းကြပါစေဒီဗီဒီယိုဖိုင်လေးကဒီလောက်ပါပဲ YouTube channel ကကိုမများအားလုံးကလည်း subscribe လေးတွေနှိပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်အားလုံးပဲကံကောင်းကြပါစေကျွန်တော်ကိုယ်တွေမားတွေအားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေခင်ဗျာ